ခုကမော်လမြိုင်ဘူတာကြီးကိုရောက်နေရပါတော့ကျွန်တော်ကအခုကဒီမနေ့ဟို9နာရီနဲ့9နာရီနဲ့50လောက်ကဖအံကနေပြီးထွက်လာတာပေါ့9နာရီ50ဖအံကနေထွက်လာတယ်ဆိုလို့ရှိရင်ခုဒီကိုကျွန်တော်တို့ဟို9နာရီ50လောက်ရောက်တယ်ပေါ့နော်9နာရီ50လောက်ရောက်တယ်ဆိုတော့2နာရီကျော်လောက်တော့2နာရီကျော်လောက်တော့စီးရတာပေါ့မော်လမြိုင်ကနေဖအံကိုလိုင်းကားစီးလာတယ်ပေါ့နော်လိုင်းကားကလည်းသူကကောင်းတယ်မစိုးပါဘူးလိုင်းကားလေးလည်းတော်တော်အဆင်ပြေတယ်8000ပဲပေးရတယ်ပေါ့နော်ဆိုတော့မော်လမြိုင်ကိုလည်းလဲကျင်တယ်ဖအံကိုလည်းလဲကျင်တဲ့လူတွေဆိုလို့ရှိရင်အဲ့လိုမော်လမြိုင်ကိုဒီလိုမျိုးရထားနဲ့လာလိုက်မော်လမြိုင်ရထားနဲ့လာပြီးလို့ရှိရင်မော်လမြိုင်ရထားလာပြီးလို့ရှိရင်ဒီမှာအဲ့လိုင်းကားမိတယ်ဆိုလို့ရှိရင်လိုင်းကားစီးလိုက်ပေါ့နော်ဖအံကိုဆို2နာရီကျော်လောက်ပဲစီးလိုက်ပဲ2နာရီနဲ့ဆွန်းလေးပဲနိုင်ဆွန်းလေးစီးလိုက်စီးပြီးလို့ရှိရင်ဖအံကိုရောက်ဖအံမှာလည်းလဲလို့ရတယ်ပေါ့နော်ဖအံနေပြန်လာမယ်ဆိုတဲ့လိုပဲကျွန်တော်ကဒီမှာဟောပေါ့ဒီနေ့အပြန်ကကျွန်တော်က12နာရီကျွန်တော်စပိန်ရထားစီးရမှာပေါ့နော်ဒီရက်မျိုးကိုကျွန်တော်စီးပြီးကျွန်တော်ရန်ကုန်ပြန်မှာဒါပေမဲ့12နာရီကိုစီးရမယ်ဆိုတော့ကျွန်တော်က online လက်မှတ်ကိုကျွန်တော်က1နာရီကြိုထုတ်ပေးပါဆိုတော့ကျွန်တော်17နာရီလောက်ကိုကျွန်တော်ကဒီရောက်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကအခုဒီနေ့ကိုကျွန်တော်9နာရီခွဲထွက်တဲ့ကားကိုစီးတာပေါ့နော်ဒါပေမဲ့ gate ဖအံဝင်ရထွက်တော့9နာရီခွဲပေါ့ကိုရီနေတဲ့နေရာစီရောက်တဲ့အခါကျတော့9နာရီနဲ့50လောက်ဖြစ်သွားတာပေါ့အားကြောင့်မလို့ဒီဘက်တော့ဒီမှာ1နာရီ10နာရီ10မိနစ်ပဲရှိသေးတယ်ဆိုတော့ရထားထွက်ချိန်1နာရီနဲ့မိနစ်50လောက်လိုသေးတယ်ပေါ့နော်ဆိုတော့အချိန်ရရင်တော့ဘာလို့စောရဲဆိုလို့ရှိရင်တော့မော်လမြိုင်ကိုပြန်လာလို့စောရဲဆိုလို့ရှိရင်တော့လေဟို3မိနစ်စီးပြီးတော့ရှောက်လေပေါ့တချို့နေရာလေးဒီမှာကကြတော့အခုကျွန်တော်က online လက်မှတ်သွားလဲတာပေါ့နော် online နဲ့ဖြည့်လက်မှတ်ကိုစာရွက်နဲ့သွားလဲတော့သူတို့ကပြီးပြတ်နေတယ်ပြီးပြတ်နေတော့ဒါပေမဲ့ရထားမှာလက်မှတ်ပဲပြစီးလိုက်ပေါ့နော်ဖုန်းနဲ့ပြစီးလိုက်စီးလို့ရတယ်လို့ပြောတယ်ဒါကြောင့်ဖုန်းနဲ့ပြစီးနေပေါ့နော်ကိုကဒီဘာမှဘူတာရဲ့အပေါ်မှာအဲ့လိုစားတော့တစ်ပိုင်းစားကြရင်ဆိုင်တစ်ခုရှိရပေါ့နော်အဲ့ဆိုင်မှာမင်းလာစားနေမင်းစားမယ်စားပြီးတော့ဒီမှာနေကမဘဲရမသွားတော့ဘူးပေါ့နော်ဒီဘက်နေပြီးတော့ဒါထွက်ချိန်မရှိပဲစောင့်တော့မယ်ဒီမှာလည်းတော့ညနေမရှိတော့ဒီကပဲစောင့်လိုက်တော့မယ်ပေါ့နော်ဒါတော့ဘောလမြိုင်ဘူတာရဲ့တွေးမြင်ခွင့်လေးပေါ့နော်ခုံရတော့မလောက်ပါဘူးဘယ်လူရတော့မတက်ရက်နေကြတော့အောက်မှာတော့ခါစီမဲ့ခီးတယ်အောက်မှာစောင့်နေတာပေါ်ပိုင်းသွားကြလို့ရှိရင်တော့ဟိုအောက်ထပ်မှာမရှိဘူးပေါ်ဟိုဘက်ချမ်းပေါ်တဲ့ကနေရွတ်တက်သွားတယ်ပေါ့နော်ဒါမော်လမြိုင်ကနေပြီးတော့ရန်ကုန်ပြန်သွားမှာလားဒီနေ့လေစနစ်ထွက်မဲ့ရထားပေါ့နော်ကိုက17 39ပဲရှိတယ်ပေါ့တကားတော့မဖွင့်သေးဘူးတကားဖွင့်သေးတော့ဒီမှာစောင့်နေကြပါပေါ့နော်ရထားတော်တော်ကောင်းတယ်ရထားအစ်ကြီးဆိုတော့လေနောက်ပြီးတော့စနစ်တွေလည်းပြောင်းသွားတာပေါ့နော်ပြောင်းသွားတော့တော်တော်ကောင်းတယ်အထက်မှာအေးဆက်နေတာပဲလို့ပြောတယ်ပေါ့နော်ဒါကတော့မရောက်သေးဘူးထဲမှာပဲသိရမှာပေါ့ဒီနေ့ကဗဘိုးစီးကြတော့တော်တော်ကောင်းတယ်ဒီဘောလမြိုင်ရထားပဲဗဘိုးစီးရတော်တော်ကောင်းတယ်အေးဆက်နေတာပဲကျွန်တော်ကဒီတဲမှာပေါ့နော်အတွဲ1ဒီတဲမှာကျွန်တော်ကဒါပေမဲ့တက်လို့ရှိရင်ကျွန်တော်ကဒီကနေပြီးတော့ပဲတက်ပြီးတော့ဒီလိုမျိုးတောက်ထောက်သွားပါပေါ့နော်တော့ရန်ကုန်ညနေ6နာရီလောက်ဝင်မယ်လို့တော့ခံမှန်းနေပေါ့နော်ဒါတော့မော်လမြိုင်ပူတာပါဒီမှာတော့စစ်တယ်ပေါ့နော်အထုပ်တွေပါတယ်စစ်တယ်တရားဝင်ကုန်စည်တွေပါတယ်တည်လို့မရပါဘူးတရားဝင်ကုန်စည်တွေပါတယ်တည်လို့မရဘူးကိုတကိုယ်သုံးပစ္စည်းတွေပဲတည်လို့ရတယ်ပေါ့နော်နောက်ပြီးတော့အပင်တွေပါတယ်လည်းတည်လို့မရဘူးပေါ့နော်တကားပွင့်ပြီပေါ့နော်တကားဝင်ဆိုတော့လူတွေမှတက်ကြတာလူတက်ကြတော့မလိုပါဘူးခုမှ1739ပဲရှိသေးရထွက်မှာ7နှစ်မှဆိုတော့လေအေးစစ်တက်လို့ရတယ်ဒီလိုပါတဲ့ကျွန်တော်7နိုင်တီဆိုရထားစထွက်ပေါ့နော်ရထားစထွက်ပါပြီဒီရထားတော့မြိတ်နေတာပဲရထားတော့လေလုံနေမှမသိရဒါမုတ္တမဘတ်ချမ်းမုတ္တမဘတ်ကရှုကင်းလေးတွေဒီလိုမျိုးလေးမြင်ကျင်တာကိုမျက်စိနဲ့ရှေ့မှာဘာမြင်ဝင်လာမလဲဆိုတာကိုကြိုနေရတယ်အဲ့တော့ကိုရိုက်ချင်တာလေးကြိုနေဆင်လို့ရတယ်အဲ့လိုမျိုးလေးကို
ကိုကြည့်ခြင်းနဲ့မြေပေါ်လေးကြာလေးကြည့်လို့ရတယ်ပေါ့နော်နောက်ပြန်ကျတော့ကိုကဒီမြေပြင်ကိုကြိုလည်းမမြင်ရဘူးအဲ့မြေပြင်ကြော်မှကိုကမြင်ရတာအဲ့လိုဖြစ်သွားအဲ့တော့ဒီလိုခုံလေးတွေကပိုကောင်းတယ်ပေါ့နော်အဲ့တော့ဘောနများနားနေရန်ကုန်ကိုပြန်မယ်ဆိုလို့ရှိရင်ညာဘက်ချမ်းမှန်ဆိုရင် 2A ဘယ်ဘက်ချမ်းမှန်ဆိုလို့ရှိရင် 2D အဲ့ဒီဘက်နောက်ပြီးတော့ဟိုပါပေါ့ညာဘက်ချမ်းမှန်ဆိုရင် 4A နောက်ဘယ်ဘက်ချမ်းမှန်ဆိုလို့ရှိရင် 4D အဲ့လိုမျိုးလေးတွေရွေးနော်မာကနန်းမရွေးနဲ့စုံကနန်းလေးတွေကိုရွေးစုံနန်းလေးတွေကိုအဲ့လိုမျိုး A နဲ့ D နဲ့ကိုရွေးအဲ့လို B တွေ C တွေရွေးလို့ရှိရင်သူများပေးတော့ကြာမယ်မှန်မှန်ချမ်းမကြဘူးပေါ့နော်အဲ့တော့အဲ့လိုမျိုးလေးတွေရွေးပါသင်္ကြန်တောင်တန်းလေးကြည့်ချင်တယ်ဆိုလို့ရှိရင်နော်ညာဘက်ချမ်းနဲ့ရွေးပါနော်ညာဘက်ချမ်းဆိုလို့ရှိရင်သင်္ကြန်တောင်တန်းတွေကိုမြင်ရမယ်ဟိုဘက်ချမ်းဆိုလို့ရှိရင်လက်ပွဲတွေပဲမြင်ရမယ်ပေါ့နော်ဒီတွဲတွေကလေဒါပထမတန်းတွဲတွေပဲပထမတန်းတွဲမှန်မယ် facility တွေချင်းကမတူပေါ့နော်ကျွန်တော်ပထမထိုင်တဲ့အတွဲတက်မှာဆိုလို့ရှိရင်လူမျိုးထုတ်တင်တဲ့စင်တွေပါတယ်မရှိဘူးပေါ့နော်ဒီလိုမျိုးထုတ်တင်တဲ့စင်တွေပါတယ်မရှိဘူးဒီမှာကျတော့ထုတ်တင်တဲ့စင်တွေလည်းရှိတယ်ဆိုတော့ဒရိုင်းကအဲ့လို facility လေးတွေမတူဘူးပေါ့နော်အဲ့လိုမျိုးဒါပေမဲ့ခုံပုံစံလေးတွေကတော့အတူတူပဲဒါပေမဲ့အတွဲတစ်ကပို့ပြီးတော့ကျဉ်းကျက်တယ်လို့ခံစားရတယ်စိတ်ကျဉ်းကျက်တယ်လို့ခံစားရတယ်ဒီဘက်အတွဲနှစ်3ကအနေတော်ပဲပေါ့နော်အဲအတွဲနှစ်3မှာကျွန်တော်စောစောကပြောတဲ့နေရာမျိုးလေးတွေရှိတယ်နော်အဲ့ဒါဆိုလို့ရှိရင်မှတ်မှတ်ချမ်းလေးတွေကြာမယ်သူကနောက်7မိနစ်လောက်နေပဲဆိုလို့ရှိရင်ပေါင်ပူတာရောက်မယ်လို့ကျင်ညာတာပေါ့နော်အဲ့လိုမျိုးကြိုကျင်ညာပြီးတော့ကြိုပြီးပြင်ဆင်လို့ရရယ်နော်ဒါလက်မက်စစ်တွေပေါ့နော်လက်မက်စစ်တွေဆိုတော့ဟိုကိုမှတ်ပုံတင်နဲ့လက်မက်နဲ့ကိုတွဲစစ်တယ်ပေါ့နော်မှတ်ပုံတင်တွေကနံပါတ်နဲ့လက်မက်နံပါတ်နဲ့တူရမယ်ဒိတ်တွေတူရမယ်ခုံနံပါတ်တွေတူရမယ်ပေါ့နော်ခုံနံပါတ်ကတော့ကိုရထားမှာခုံလွှင့်လို့တလို့မျိုးလေးကိုကတော့ပြပြပြီးထိုင်လို့ရတယ်ပေါ့နော်ကျွန်တော်ရှုခင်းလေးရိုက်ချင်လို့ကျွန်တော်ဒီမှာခဏတာထိုင်နေလို့ပြောလို့ရတယ်လူလာလို့ရှိရင်ဒီခုံနဲ့ဆက်နေလာလို့ရှိရင်ပြန်ဖယ်ပေးလိုက်ရမှာပေါ့နော်အဲ့လိုမျိုးလေးတော့နေလို့ရတယ်အဓိကရက်မှန်ဖို့နဲ့အချိန်မှန်ဖို့နဲ့အပုံနဲ့ကလူဖြစ်နေဖို့ကိုယ်တိုင်ဖြစ်နေဖို့ပဲလိုတာပေါ့နော်အဲ့လိုလက်လွဲပြီးရောင်းလို့မရဘူးเนาะလက်မှတ်ကိုဒီရပြည့်ရဲ့အားမှာတော့ကျွန်တော်မီယာသမို့ပလက်ပေါက်တွေပါတယ်မပေးထားဘူးပေါ့နော်ဆိုတော့ USB ပေါက်တွေအားသင်းပေါက်တွေမပါဘူးပေါ့နော်ဆိုတော့ဘာလေးယူလိုက်တော့ပိုအဆင်ပြေပါလိမ့်မယ်လမ်းလုံးရိုက်မယ်ဆိုလို့ရှင်တော့အလားလုံးကလာတဲ့လေးရဲ့အခါမှာကျတော့သူက USB ပေါက်ပါတယ်ပေါ့နော်ကျွန်တော်စမ်းကြည့်တော့လည်းကောင်းတော့ကျွန်တော်အခုရိုက်နေကျွန်တော် pocket phone လေးကိုကျွန်တော်အားသင်းပြီးတော့ကျွန်တော်ရှိုက်လာတာပေါ့ရှိုက်လာတော့ကျွန်တော်မုံမြောက်တဲ့အချိန်မှာ pocket phone ကလည်းအားလေးတွေပြည့်နေဟို okay တယ်လမ်းမှာလည်းတထောင်အားသင်းလို့ရရပေါ့ဒီရမျိုးကြတော့အထက်မှာအားသင်းပေါက်မပါဘူးပေါ့နော်မပါတော့အဲ့တော့ power bank လေးတွေပါဆောင်းခဲ့ဖို့တော့လိုပါတယ်ဒီအတွဲတိုင်းမှာအဲ့လိုမျိုး display လေးတွေပါတယ်ပေါ့နော်အဲ့ display တွေကသူကအင်္ဂလိပ်လိုရောမြန်မာလိုရောနှစ်ဘာသာလို့နဲ့သူကပြပြီးပေါ့နော်အဲ့ဆိုမြန်မာလိုပေါ့ key ဆုံးဘူတာရန်ကုန်နောက်ဆက်ရောက်မဲ့ဘူတာကကြတော့အထုံပေါ့နော်စီးနေမဲ့ကြာချိန်အားဆိုတော့ဒီသူ့ရှေ့ဘူတာကနေဆက်တော့ကြာသွားတယ်ပေါ့နော်38မိနစ်ပေါ့အခုလို9မိနစ်တော့မကြာတော့ဘူးပေါ့ဆိုတော့အားတွဲရတော့ကောင်းအဲ့ဒီအတွဲတစ်ကတော့လေနည်းနည်းလေးလိုချင်းကျက်တယ်လို့ခံစားရတယ်ပေါ့နော်ဟိုရှောက်လန်းချင်းကျက်တာမဟုတ်ဘူးအတွဲလေးကတိုနေတော့လေအဲ့လိုလူလေးနည်းနည်းလေးနဲ့အဲ့လိုမျိုးလေးဖြစ်ကိုတကယ်ချင်းတအုပ်စုလုံးတွဲလုံးရရင်တော့ချူပေါ့နော်တို့လက်ဖြစ်ပါတော့ဒီဘက်ချက်ထားကတော်ကောင်းတယ်ဒီမှာဆိုဒီမှာ emergency ပစ္စည်းထည့်တဲ့အဲ့လို case တွေလည်းရှိတယ်ပေါ့နော်ဒီမှာဆိုရထားမှာအဲ့လိုမျိုးလေရေးပေါ်သုံးပစ္စည်း kriya ညာထည့်ပြီးတာတဲ့တို့ဟိုင်းလဲကုန်ပါတယ်နော်ရထားတော်ကောင်းတယ်ဆိုတော့ချက်ထားစီးမယ်ဆိုရင်ဒီချက်ထားလေးစီးကိုကြံပြပါတယ်ခီးဝေးသွားမယ်ဆိုလို့ချင်းပို့ပြီးတော့သက်သာတာဖြစ်တယ်ညင်ညင်ညောင်းဖြစ်တယ်ပေါ့နော်ပေးရတဲ့စီကလည်းအဲ့လောက်ကြီးမကွာဘူးဆိုတော့ဟိုပြောမယ်ဆိုတော့လေပြင်သေးတယ်လည်းတက်လို့မရဘူးတက်လို့မရတဲ့အခါကျတော့တချို့မျက်စိရှုပ်နားရှုပ်မကြိုက်တဲ့လူတွေဆိုလို့ရှိရင်လည်းအဆင်ပြေတယ်ပေါ့နော်ဒီထားမှာလည်းအကုန်ရောင်းပေးရနော်လက်ဖေးရည်တို့ coffee mate တို့ရေတို့မုတ်တွေထမင်းတွေအကုန်လုံးဒီယထာဝန်ထမ်းတွေရပဲရောင်းပေးပါတယ်
ဒါကလေမောင်းတာဘလောက်ငိမ့်နေမငိမ့်နေဆိုတာလေယထာသစ်ကြီးอ่ะညလည်းမြင်တော့ဒီရေကိုကြည့်ရေလုံးဝလှုပ်မနေဘူးဒီကကြတော့ဒီမှာလေစခန်းနဲ့စကားပြောလို့ရတယ်ပေါ့နော်စမောင်းခန်းနဲ့စကားပြောရခလုတ်တစ်ခါကြောက်ချက်ဒီတကားတွေကလို့ချမ်းဖြစ်ပြီးတော့မှပွင့်တာရှိတယ်ဘူတာမှာ3မိနစ်ပဲရက်တော့ခါကြရင်ကိုရဲ့တကားကမပွင့်နေဘူးဆိုလို့ရှိရင်အဲကြလို့ရှိလို့ရှိရင်ဒီကလုတ်ကိုနှိပ်ပြီးတော့လမ်းပြောလို့ရတဲ့အရေးပေါ်ပေါ့နော်ဒီမှာစခန်းပေါင်းနဲ့လမ်းပြောလို့ရတယ်အဲလိုအကြောင်းမဲ့ line နေတဲ့ဆိုလို့ကျွန်တော်တန်ဝင်5000ဒါနဲ့ပဲဆိုလို့ရှိရင်ဒီတွဲကိုသူကတန်းသိတယ်ဘယ်တွဲကပြောလဲဆိုတာအကြောင်းချက်ချက်ချင်းရောက်လာအမှဒီထားတာဝဲရှိရလူတွေရောရဲတွေရောရောက်လာပြီးတော့ဘာဖြစ်လဲမေးပြီးတော့ကိုကကြိုးချောင်းပြောပြတယ်ပေါ့နော်အဲ့လိုမျိုးပါဒါကြောင့်ဒီတကားတွေချမ်းဖြစ်တယ်ဆိုလို့ရှိရင်ဖွင့်မရအောင်ဆိုရင်အဲ့လိုမျိုးဘာလို့ကိုကအမိစင်းရမှာဆိုမမိဘူးဆိုလို့ရှိရင်ဒီမှာပြောလို့ရတယ်နော်ချက်ကတာဘူတာကိုဖြတ်လာပြီပေါ့နော်ချက်ကတာမျိုးဟောင်းကလေဟိုဘက်ခြမ်းမှာရှိပါတယ်ချက်ကတာရှေးဟောင်းမျိုးပေါ့ရှေးဟောင်းမျိုးကဟိုဘက်ခြမ်းမှာရှိတယ်နော်ဒီကလိုအတက်ဆင်းဒီဘက်တက်ဆင်းနဲ့ဒီဘက်တက်ဆင်းအဲ့တက်ဆင်းနှစ်ခုချားမှာအဲ့ချားမှာဆိုလို့ရှိရင်ဒီမှာမှိုက်ပုံးရှိတယ်မှိုက်ပုံးလေးတခြားဆင်းပြပြပြီပေါ့နော်တွန်းလက်ကတော့ဒီမှာပါတွန်းလက်ကအားနေပြီဆိုလို့ဆိုင်လေးပြတယ်လို့ရှိရင်ဒီကဆိုင်လေးကြပါစိမ့်နေဆိုလို့ရှိရင်သွားလို့ရတယ်တွန်းလက်မှာလည်းဒီမှာဆိုလို့ရှိရင်လေအမိုက်ပုံးရှိတယ်ဒါပေမဲ့လူတွေကစီကမရှိဘူးသူတို့ဒီမှာပြစ်ခဲ့ကြတယ်တောက်တွေမှာကြည့်ဒီမှာစီကမရှိဘူးပြစ်ခဲ့ကြတာပေါ့နော်အိမ်သားကဒီမှာတော်တော်ရှင်းလေးလုပ်ပေးထားတယ်ရေဆွဲချရန်တစ်ချက်သာနှိပ်ရန်ပေါ့နော်လက်ကင်ပဲ3ပြရန်တစ်ချက်နှိပ်ပြီးတော့မှသူကရေကဒီတိုင်းဒီခေါင်းကိုဖြန်းရုံနဲ့မထွက်ဘူးဒီခေါင်းကိုတစ်ချက်နှိပ်ပြီးတော့မှဒီခေါင်းကိုဖြန်းရမှာပေါ့နော်အဲ့လိုမျိုးလေးလောက်ကမှာ WC မှာလည်းအဲ့လိုပဲဒီရေကိုဆွဲချရမယ်ဆိုလို့ရှိရင်ဒီခေါင်းကိုတစ်ချက်နှိပ်လိုက်နှိပ်ပြီးတော့မှရေဆွဲချရမှာပေါ့နော်အဲ့လိုမျိုးလောက်ကမဲ့ဟာကိုအမှလူတွေကအမှဟိုဟာစီကမရှိဘူးပေါ့နော်ဒီမှာဆိုလည်းလက်ဆေးဖို့ခါရထားပေးထားတယ်ဒီ WC ရေဆွဲပြပါနော်ထုတ်တစ်ခါနှိပ်လိုက်တယ်နှိပ်ပြီးတဲ့ခါမှာတမရေဆွဲတအားကောင်းတယ်နော်ဒီမှာဒီကောင်ဆိုလဲလိုပဲသုံးမဆိုထားတစ်ချက်နှိပ်လိုက်တော့မီနီလေးပြသွားပြီ flash လေးပြမယ်လို့ဆိုရှင်ဒီလိုရေလေးဖြန်းလိုက်အောင်မယ်နော်ဒီလိုကိုသုံးပြရဆိုလို့ရှင်တန်ရှင်းလေးလောက်သွားပေးတာကောင်းပါတယ်ကုသိုလ်လည်းရပါတယ်နောက်လို့လည်းတန်ရှင်းတက်ကြတာပေါ့နော်အဲ့လိုမျိုးလေးလုပ်ပေးပါနောက်ပြီးလို့ရှိရင်ဒီမှာလေရေစီးတဲ့နေရာဆိုလို့ရှင်လည်းဒီမှာစက်ပြရှိတယ်ရေရှိတယ်နော်ဒီမှာဆက်ပြဆိုဆက်ပြဒီမှာရေးဆေးဆိုရေးဒီမှာရေးနော်ဒီမှာတော့သူပြန်တက်လာတဲ့ခါလေးပေါ့လို့ရှိရင်ဒီမှာလက်တွေပါလေးဒီမှာတောက်လို့လည်းရတယ်နော်ဒီမှာအဲ့ဒါကဒီမှာပြစ်သွားတာဒီမှာအမိုက်ပုံးရှိတဲ့ဟာမှာပြစ်သွားတာဆေးမရှိကမ်းမရှိပေါ့နော်ဒီမှာဆိုတော့အမိုက်ပုံးနဲ့ဒီမှာထည့်လိုက်ရုံပဲအဲ့ဒါကိုမထည့်တာလူတွေကလည်းမကောင်းဘယ်လောက်ပဲလုပ်ပေးဆိုတော့အားများပြည့်ပြပါလေတော့အားလေးများနေကြပါရင်မေတ္တာရက်ခံပါလေခင်ဗျာကျွန်တော်အဲ့လိုအထိအိမ်နာပေါ်မှာလည်းဒီမှာ speaker ရှိတယ်သလားရှေ့မှာပြောတဲ့ဟာတွေအကုန်လုံးကြားရတယ်နော်အိမ်တိုင်းမှာဒီမှာဝေခဲတွေပါပြီးတိတ်ချလေးလှုပ်ပေးထားတာဒါလေးစိတ်ကန်းရှိသုံးလို့ရှိရင်ကြာရှည်သုံးရမယ်နော်အားများသိနေကြပါပြီကျေးဇူးပြုပြီးတကားနဲ့လုပ်ပြီးတော့ပြပေးစီလိုက်ကျေးဇူးတင်ပါတယ်တိုက်ထုတ်ဘူတာရောက်ပြီပေါ့နော်တကားပြန်ပိတ်တာပါတိုက်ထုတ်ဘူတာရောက်တဲ့အခါမှာတကားပြန်ပိတ်သွားတာစလိုက်လေးဆွဲပြီးတော့အဲကိုဝင်ရတာပေါ့နော်အဲကောင်ကလုံနေဒါကိုဘူတာပေါ့နော်ကိုဘူတာနေပြီးတော့ကိုတိုးကြောင်ကလေးရန်ကုန်တိုးကြောင်ကလေးကိုမောင်းနေတာပေါ့တိုးကြောင်ကလေးကို48မိနစ်လောက်ကြာမယ်လို့ကြေညာပါတယ်ပေါ့နော်ဆိုတော့ရန်ကုန်သူက6နာရီရောက်ဆိုင်ကမှာဆိုတော့ကိုကနေစထွက်ပါပြီကိုက9နာရီ25ရှိပေါ့နော်ကိုကချွာတာကြီးကျော်ပြီးတော့တိုးကြောင်ကလေးဘူတာမှာရက်မယ်ပေါ့နော်ကိုကနေပြီးတော့တိုးကြောင်ကလေးကိုတန်ပေါင်းလာချောက်ဘူတာတွေမရက်ဘူးအဲဒါတိုးကြောင်ကလေးပြီးလို့ရှိရင်ရန်ကုန်ဘူတာကြီးပေါ့နော်ရန်ကုန်ဘူတာကြီးရောက်တော့ပေါ့နော်အခုကမလွာကုန်းဘူတာနာကိုရောက်လာပြီတူနာဘက်ကိုကျော်သွားပြီပေါ့နော်တူနာနှင်းစီကုန်းဘူတာကိုကျော်သွားပြီတောင်ဘက်ရောက်ပြီဆိုတော့လေမလိုတော့ရန်ကုန်ဘူတာကြီးကိုခဏပဲနောက်ထပ်5-6မိနစ်ဆိုလို့ရှိရင်ရန်ကုန်ဘူတာကြီးကိုရောက်ပြီပေါ့နော်
ချိန်ကွက်တီအောင်လဲတော့6နာရီအဝင်ကိုချိန်ထားတာပေါ့နော်ဆိုတော့9နာရီ43ဆိုတော့အချိန်ကွက်တီလောက်ပဲကြာတယ်ခရံဘူတာကြီးကိုရောက်ပါပြီဆင်းဖို့ပြင်မအောင်မယ်သူကရောင်ဘူတာကြီးကိုဝင်မယ်ဆိုလို့ရှိရင်ပစောနာဘူတာကိုစကြော်လာတဲ့အချိန်ကိုလုံးဝ short ချလိုက်တာပေါ့နော်ကျွန်တော်လုံးဝ short ဖြစ်ဖြစ်ချင်းမောင်းလာတာဘူတာကြီးရောက်ဆက်လာတော့ပဲ 后面嘛，咱们不是了，啊，那肯定的。后面嘛， အဲ့ဒါဆိုလို့ရှိရင်အဲ့ဆိုပြန်လိုက်ပါအောင်မယ်နော်အားလုံးပဲဒါပါ